ပေါ်ဂီထက်ကဘာလာရဖို့ပေါ်ပေါ်လာရှိတဲ့အာဂျင်တီးနားရယ်ဒိုနဲ့ထိတိုင်းတွင်ရှယ်ဖြုတ်ပြသွားမယ်မက်ဆီ2026ခုနှစ်ကမ္ဘာလားပြည်ဝင်ကြီးစတင်ပေါ်လက်ရှိ2026ခုနှစ်ဇွန်လ10ရက်နေ့မှာတော့10ရက်ပဲလိုအပ်ပါရင်အမေရိကန်ပြည်ထောင်စုကန်စီကိုနိုင်ငံတွေမှာပြူပွဲကျင်းပမဲ့ဒီပြိုင်ပွဲကြီးဟာတမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြင့်နိုင်ငံပေါင်း48နိုင်ငံထိပါဝင်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။လက်ရှိဘောလုံးကရဲ့တမိုင်းဝင်အကောင်ဆုံးဆောင်းပါးကြီးတို့ရောက်ဖြစ်ကြတဲ့လီယိုနယ်မက်ဆီနဲ့ခရစ္စတီယာနိုရိုတို့ဟာသူတို့ရဲ့စံချိန်တင်6ချိန်မြောက်ကမ္ဘာလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့အသင့်ဖြစ်နေကြပါပြီ။နိုးစလုံးတွေဒါနောက်ဆုံးသောကမ္ဘာလားပြိုင်ပွဲဖြစ်လာမှာဖြစ်ပြီးအကောင်ဆုံးအဆုံးသတ်နိုင်မှုအသီးသီးရည်မှန်းထားကြပါရင်2026ကမ္ဘာလားပြိုင်ပွဲမစတင်မီထပ်ပေါ်နေတဲ့စူပါကူတိုင်းရဲ့နောက်ဆုံးတွဲချက်မှုတွေအရလက်ရှိချန်ပီယံအာဂျင်တီးနားအသင်းဟာပေါ်တူဂီအသင်းထက်ချန်ပီယံဖြစ်ဖို့အခွင့်အလမ်းတိတိတတ်တာပုံများနေတာကိုတွေ့ရပါတယ်။အဝေးဒီစူပါကူတိုင်းရဲ့ခံမှန်းချက်အရအာဂျင်တီးနားအသင်းဟာချန်ပီယံဆုကိုကာကွယ်နိုင်ဖို့10.39%ရာခိုင်နှုန်းထိအခွင့်အရေးရှိနေပြီးရေပန်းစားမှုအဆင့်၄မှာရှိနေတာပါ။ဒါမှမဟုတ်ပေါ်တူဂီအသင်းဟာ6.9%ရာခိုင်နှုန်းနဲ့အဆင့်ရတည်မှုမှာအဆင့်9နေရာမှာရပ်တည်နေပါတယ်။အာဂျင်တီးနားအသင်းဟာချန်ပီယံကုန်မှုကာကွယ်နိုင်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။အာဂျင်တီးနားအသင်းမှာ2020နှစ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့လူစင်းတွေကကစားမ19ယောက်ထိပြန်လည်ပါဝင်လာတာကြောင့်အတွေ့အကြုံများပြီးသားကစားမိုက်နဲ့ပွဲစည်းထားတာဖြစ်ပါတယ်။အသင်းရဲ့ပြင်းပြတက်တန်းဟာ29နှစ်နဲ့9ရက်ရှိပြီးပြန်မဲ့ပြင်သစ်၊ဂျာမနီ၊ဘရာဇီးဒါမှမဟုတ်အင်္ဂလန်တို့ထက်ပိုမိုမြင့်မားနေတာကြောင့်အတွေ့အကြုံပိုင်းမှာအရန်ကိုရင်းကျက်နေတယ်လို့ပြောရမှာဖြစ်ပါတယ်။မကြာသေးခင်ကအင်တာမီယာမီနဲ့ပွဲစဉ်မှာမက်ဆီရဲ့ဘယ်ဘက်ပေါင်ချမ်းနောက်ကျော်ကျော်သားပင်ပန်းနဲ့မှုကြောင့်ဒဏ်ရာဆွင့်စရာဖြစ်ခဲ့ပေမဲ့အန်ဂျီတီးယားရဲ့အုပ်စုဖွင့်ပွဲစဉ်မှာတော့အချိန်မီပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။နေ့စစ်ပိုင်းကအာဂျင်တီးနားအသင်းဟာကွင်းထဲမှာ4-1-3နှစ်ပုံစံနဲ့ပွဲထွက်လေးရှိပြီးကစားဝတ်တီဆောင်းတဲ့အခါမှာတော့4-2-1-1ပုံစံကိုပြောင်းလဲအသုံးပြုပါတယ်။ကွင်းထဲကန်စီကစားမနှစ်ယောက်နဲ့ဒူမက်ဆီကကွင်းလဲတီးဆင်းပြီးကစားကွက်မှာအဓိကထိန်းချောင်းပေးတာဖြစ်ပါတယ်။ဘောလုံးဆုံးရှုံးသွားတဲ့အခါမှာလည်းတသိန်းလုံးစူပေါင်းပြီးပြန်မဲ့ကအပြင်းထန်ဖိအားပေးလို့ရတဲ့ counter press စနစ်ကိုကောင်းကောင်းကစားနိုင်ပြီးစူပေါင်းချီတဲ့ချင်းဆိုတဲ့ user အတိုင်းတိုက်စစ်ဆင်တဲ့အခါမှာကစားမအလွှာလိုက်လိုင်းလုံးလေးတွေလိုတိုက်စစ်ဆင်နေတာကအာဂျင်တီးနားရဲ့အဓိကအားသာချက်ဖြစ်ပါတယ်။တပတ်မှာပေါ်တူဂီအသင်းဟာသမိုင်းတစ်လျှောက်ကမ္ဘာလားပြိုင်ပွဲကို6ချိန်မြောက်ဝင်ရောက်ရှင်ပြိုင်တာဖြစ်ပြီးသူတို့ရဲ့အကောင်းဆုံးရလဒ်ကတော့1966ခုနှစ်ကရရှိခဲ့တဲ့တတိယဆုပဲဖြစ်ပါတယ်။တလင်း7နှစ်အရွယ်ရှိပြီဖြစ်တဲ့ရိုဒိုအတွက်တော့ဒါဟာသူရယူဖို့ကြံရှိနေတဲ့တစ်ခုတည်းသောကမ္ဘာလားရွှေဖလားကြီးကိုရယူနိုင်မဲ့နောက်ဆုံးအခွင့်အရေးလည်းဖြစ်ပါတယ်။နေပြရိုဘယ်တိုမာတီနက်အနေနဲ့ရိုဘယ်တိုနဲ့အတူကမ္ဘာအဆင့်မီကစားသမားတွေဖြစ်ကြတဲ့ဘရူနိုဖာနန်ဒက်၊ဘာရိုဆီဘာ၊ရိုဘင်ဒီယက်စ်၊ဂျာအိုနာဗတ်စ်၊ဂျာအိုကန်ဆယ်လို၊ရာဖေးလီယာအိုရိုလိုမျိုးကျယ်ပွင့်တွေပါဝင်တဲ့26လူစင်းကိုထုတ်ပြန်ထားပါတယ်။ဘယ်လိုလဲရှိရသည်မှာ NSA အတွက်28ဂိုးထိသွင်းယူထားပြီးကစားမဘွားတန်းတစ်လျှောက်သွင်းဂိုး1000ပြေးဖို့အတွက်ဂိုး30ဝန်းကျင်သာလိုအပ်ပါတယ်။ပေါ်တူဂီဟာအုပ်စု K မှာကိုလမ်ဘီယာ၊ဥဇဘန်ကစ္စတန်တို့နဲ့ကစားရမှာဖြစ်ပါတယ်။ကိုလမ်ဘီယာနဲ့ဥဇဘန်ကစ္စတန်တို့ရဲ့ခံစင်ပိုင်းအားနည်းချက်တွေကြောင့်ပေါ်တူဂီတိုင်းစစ်နဲ့ရိုဒိုအတွက်အုပ်စုအဆင့်မှာတင်ဂိုးတွေအများကြီးသွင်းယူနိုင်မဲ့အခြေအနေရှိပါတယ်။အာဂျင်တီးနားနဲ့ပေါ်တူဂီအသင်းတို့ဟာအုပ်စုတတိကနေတက်လန်းလာမဲ့ရလက်တီပေါ်မူတီဗီအဆင့်3ဆင့်မှာထိတဲ့တွေးဆုံနိုင်ခြေလမ်းကြောင်းတွေရှိနေပါတယ်။အကယ်၍အာဂျင်တီးနားကအုပ်စု J မှာပထမရပြီးပေါ်တူဂီကလည်းအုပ်စု K မှာပထမရရှိခဲ့မယ်ဆိုရင်